ဒီလိုဆိုရင်တချင်းကြီးတို့ကကြီးတယ်လည်းတွေ့ရမယ်တွေ့ပြီးတော့လည်းနောက်ထပ်သန္တရာခီးလည်းမကုန်ဘူးဆုံးသေးဘူးဆိုရင်တော့ကြောက်ဖို့မကောင်းဘူးလားသိကြောက်ဖို့ကောင်းတယ်ကဘာပြတ်တဲ့ဘေးဆိုတာကတော့တွေ့ကြရမှာပဲဓမ္မတာပဲမန္တရာခီးကဒီကဘာမပြတ်ခင်မှာမိမိတို့ကဆုံးအောင်ပြုလုပ်နိုင်တဲ့စွမ်းအားစိတ်ဓာတ်တွေကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့စွမ်းအားရှိခဲ့မယ်ဆိုရင်တော့ဒီဒုက္ခတွေကလွတ်သွားနိုင်တယ်အဲဒီတော့သန္တရာခီးမဆုံးရင်ဘယ်သွားကြသလဲဥစဉ်တို့ဓမ္မတာလေးတစ်ခုနည်းနည်းပြောမှာကဘာဥကနေစပြောမှနည်းနည်းတော့သဘောပေါက်ကဘာဥကကာလမှာပေါ့အခုလိုကဘာပြတ်ပြီးတော့လဟာပြန်အတိုင်းကြီးနေပြီနောက်တော့ကဘာကြီးပြန်ပြီးတော့တိဆောက်ဖို့ရအတွက်ကဘာပြုတ်တဲ့ကဘာပြုတ်မိုးကြီးစရွာပြီးဆိုကြတယ်နော်ပထမတော့မိုးသိမိုးဖွဲပေါ့အဲဒီကနေတဖြည်းဖြည်းမိုးတွေကကြီးကျယ်လာပြီးတော့ဒီရေတုကိုအောက်ကလေတုကခံထားလိုက်တဲ့အခါမှာတဖြည်းဖြည်းရေတုရဲ့အပေါ်ကျောတွေကတင်းမာပြီးတော့တဖြည်းဖြည်းကြောက်တင်ဖြစ်လာတယ်မြေတွေဖြစ်လာတယ်တဖြည်းဖြည်းကဘာကြီးတဲနေတယ်အဲဒီတော့ကဘာကြီးတဲလာပြီးတဲ့အချိန်ခါကနေစပြီးတော့နောက်တော့သူပင်နေရေမြေတွေတော့တောင်းနေစသည်ဖြစ်ထွန်းလာတဲ့အချိန်ခါမှာဟိုးဗြဟ္မပြည်လောက်မှာသက်တမ်းကုန်ဆုံးသွားတဲ့ဗြဟ္မာတချို့ဗြဟ္မပြည်ကစုတည်ပြီးတော့လူပြည်လူလောကမှာကိုထင်ရှားလာဖြစ်တဲ့ဗြဟ္မာကြီးတွေလူပြည်ဆင်းလာတာတော့မဟုတ်ဘူးဗြဟ္မာပြည်မှာသက်တမ်းကုန်လို့လူပြည်ကိုလူအဖြစ်နဲ့ရောက်ရှိလာတယ်ဒါပေမဲ့သူတို့ကဗြဟ္မာပြည်ကနေပြီးတော့လူပြည်ကိုပြုံးမနဲ့ရောက်စားပုဂ္ဂိုလ်တွေဖြစ်တော့မင်းကြောကြပုံစံမျိုးပေါ့အရှင်အဝါလေးကတော့ရှိနေသေးတယ်ကိုရောင်ကိုဝါတွေထွန်းလင်းတောက်ပါတဲ့အရှိနေကြပါသေးတယ်အဲ့ဒီကဘာဥကာလမှာရှိနေတဲ့ပုဂ္ဂိုလ်ရဲ့သက်တမ်းကိုရည်တွက်ကြည့်လိုက်မယ်ဆိုရင်လူတို့ရဲ့သက်တမ်းအဖြစ်ပြောမယ်ဆိုရင်တော့မရေမတွက်နိုင်လောက်အောင်သက်တမ်းရှိကြတယ်အဲ့ဒီလိုမရေမတွက်နိုင်လောက်အောင်သက်တမ်းရှိနေရကနေပြီးတော့ဒီလူသားတွေကဘာဖြစ်လာလဲတဖြည်းဖြည်းရာဂဒေါသမောဟတွေရဲ့နှိမ့်ဆက်တဲ့တန်းချက်တွေကိုခံလာရတယ်အဲ့ဒီလိုခံလာရတဲ့အချိန်ကမှာရာဂဒေါသမောဟတွေထူပြောလာတဲ့အတွက်တဖြည်းဖြည်းသက်တမ်းတွေတိုးသွားလိုက်တာနောက်ဆုံးကိုရောက်သွားလဲစနစ်တန်းရောက်စနစ်တန်းကြတော့သကြံဖြတ်ကျက်တဲ့သတ္တန္တရကတ္တိကလွှမ်းမိုးလာကြတယ်အဲ့ဒီချိန်ကမှာကြောက်ရွံ့ထိတ်လန့်တတ်တဲ့ပုဂ္ဂိုလ်တချို့ကတော့တွေတောင်းနေပုံပြီးတော့မေတ္တာကရုဏာမုဒိတာဥပ္ပခါလို့ခေါ်ဆိုအပ်တဲ့ဓမ္မဝိဟာရတရားဓမ္မစိုးတရား၄ပါးပွားလိုက်တဲ့အခါမှာတဖြည်းဖြည်းသက်တမ်းတွေကပြန်ရှိလာပြန်တယ်စနေကမွေးတဲ့ပုဂ္ဂိုလ်ကအနှစ်20အနှစ်20ကမွေးတဲ့ပုဂ္ဂိုလ်ကအနှစ်40အနှစ်40ကမွေးတဲ့ပုဂ္ဂိုလ်ကအနှစ်80စသည်ဖြင့်တဖြည်းဖြည်းသက်တမ်းတွေရှည်သွားလိုက်တာပြမစိုးတရားအားကောင်းရင်အားကောင်းတော့သက်တမ်းတွေရှည်သွားလိုက်တာနောက်ဆုံးမရေမတွက်နိုင်တဲ့အသင်္ချေရတန်းရောက်သွားအဲဒီလိုအသင်္ချေရတန်းကနေပြီးတော့စနေတန်းကနေအသင်္ချေရအဲဒီလိုသုတ်ကတက်ကတစုံကိုအန္တရကတကလို့ခေါ်ပါတယ်အဲဒီလိုအန္တရကပေါင်း64က64ချိန်ပြည့်ပြီဆိုရင်တော့ဓမ္မတာအလျောက်ဒီကဘာကြီးပြည့်အဲဒီလိုကဘာပြတ်တဲ့အချိန်ခါမှာကောဏကနေ90ထွက်တဲ့အဆင့်ရောက်လာပြီဆိုရင်တော့ရဝါဟုသမြမဟာပတဝီမြေကြီးဟုသမြဘာမှမကြံပဲမြုံမြုံမှမကြံအကုန်လုံးပြည့်စည်သွားပြည့်စည်သွားတော့ဒီလိုဟာတွေဘယ်ရောက်သွားလဲလို့မေးတော့ထိုချိန်ခါမှာပေါ့အဘယ်သားတော်တွေကလည်းအဘယ်မှလွတ်လူပြည်လူလောကရောက်လာပြီးတဲ့အချိန်ကမှလူပြည်လူလောကမှာတတိတံဝေကတကယ်သေဘိနဲ့တွေ့ပြီဆိုတော့ထိတ်လိုက်ကြောက်ရွံ့ပြီးတော့တရားလေးပါလေးအထုတ်ကြတော့ဇာလေးတွေပါလေးတွေရသွားကြတယ်အဲ့ဒီဇာအရှင်ဖြစ်မပြည့်စည်တဲ့ဓမ္မပြည်တွေကိုရောက်ရှိသွားကြပါတယ်ခုနေယောဂီတွေနည်းနည်းစဉ်းစားကြည့်ပေါ့တရားဟောနေတဲ့ပုဂ္ဂိုလ်ကောတရားနာနေတဲ့ပရိသတ်တွေကောဒီည7 နာရီမှာအလုံးသေးကြတော့မယ်ဆိုရင်လက်ဖန်ဘာလုပ်မယ်ဆိုတဲ့စီမံကိန်းကိုဖြစ်သိမ်းလို့မရဘူးလားရသွားတယ်ကိုကသေမင်းနဲ့တကယ်မတွေ့သေးတော့ဘာဖြစ်လဲခုနကပြောခဲ့တဲ့အတိုင်းကွက်လက်ကလေးတွေကိုဝင်ပြီးတော့ပြင်းနေကြပြီးတော့နှစ်ဆန်းတရက်နေ့လောက်အထိတော့နေမှာပါမသူကဒီလောက်နေတာကိုသူ့ကိုယ်သူတော်တော်လေးဂုဏ်ယူပြီးတော့စကားပြောနေတာဒီတော့အဲ့ဒီကွက်လက်တဲ့ကိုဝင်ပြင်းနေကြတကယ်သေမင်းနဲ့ရေဆိုင်ရပြီဆိုရင်တော့ဒီကွက်လက်တဲ့ဝင်အောင်မလားဝင်တော့ဘူးဝင်ဖို့အချိန်နဲ့မရှိတော့ဘူးတကယ်သေပြီးနဲ့ကြုံလာတဲ့အချိန်ကကြတော့မှအဲ့ဒီမှာရမီရရတရားတွေအထုတ်လိုက်တော့အဲ့ဒီမှာဇန်လေးတွေရသွားကြတယ်ဒီဇန်ရဲ့အချိန်အဝါကြောင့်ဓမ္မပြည်တက်သို့တော်လဲမလွဲမချောင်တာလို့အထုတ်ရတဲ့ဇန်မျိုးဖြစ်ကြဓမ္မပြည်မှာတက်တန်းကခတ်ကြကြရှိမလားမရှိတော့ဘူးတက်တန်းကုံတော့လေလူပြည်တစ်ပတ်ပြန်ကြော့တယ်နဲ့
လူပြည်ရောက်ပြန်တော့လည်းခဏကရာဂဒေါသမောဟတွေနှိမ့်ဆက်တဲ့တန်ကျက်ကြောင့်အပယ်လေးပုံတစ်ခါပြန်ပြီးတော့ဆင်းရပြန်လဲဒါကြောင့်တရားဝါတွေရဲ့အမြဲတမ်းနေထိုင်ရအိမ်ဒီပါလဲလို့ပြီးတော့အပယ်လေးပုံပဲအပယ်လေးပုံကမိမိတို့အမြဲတမ်းနေထိုင်တဲ့အိမ်ပဲခုလိုလူပြည်နတ်ပြည်ဆိုတာကဓမ္မပြည်ဆိုတာကတခါတည်းရအခါအခွင့်တင်လို့အလဲပတ်ရောက်လာတဲ့သဘောပြတာရှိတယ်